အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကတော့ကြက်သားနဲ့ပူတီရှက်မှာဖြစ်ပါတယ်ကြက်သားတွေကိုရေပြောင်းဆေးပါမယ်ရေစင်အောင်လို့4-5 ထပ်လောက်ဆေးပါတယ်ရေဆေးပြီးလို့ရှိရင်ရေလေးတွေကိုပြောင်းစစ်ထားပေးပါမယ်ရေစစ်ပြီးပြီဆိုရင်စားချိုမုံနေပါမယ်စားလေးထည့်ပါမယ်ပြီးရင်တော့အချုံမုံထည့်ပါမယ်စားချုံမုံတွေကတော့လိုသလောက်ပဲကိုယ့်ကိုခံမှန်းပြီးထည့်ဖို့နော်ပြီးရင်စနုံမုံထည့်ပါမယ်ရတော့စနုံမုံလည်းနဲ့ပဲထည့်ပါတယ်ဇွန်းနဲ့ထည့်လို့ရှိရင်လွန်တက်လို့ပါပြီးရင်တော့နှံ့သွားအောင်နေပါမယ်ဒါတော့ရှမဲဂျင်းကြက်သွန်ဖြူကြက်သွန်အနီးလေးထားတာလေးဖြစ်ပါတယ်ဂျင်းလေးတွေကိုထောင်းပြီးတော့အရေးညှစ်ပြီးတော့ကြက်သားတွေကိုနေထည့်ပြီးတော့နေပါမယ်အနံလေးမှုရွာအောင်လို့ပေါ့နော်နေပြီးရင်မိနစ်30လောက်နှက်ထားပါမယ်ပြီးရင်ခုနညှစ်ထားတဲ့ဂျင်းလေးကြက်သွန်ဖြူအနီးလေးကိုထောင်းပါမယ်အလုံးညက်သွားပြီဆိုစီတက်ပါမယ်ခုနထောင်းထားတာတွေအားလုံးကိုရောပြီးတော့စီတက်ပါမယ်စနုံမုံလေးနည်းနည်းထည့်ပါနော်ကျတော့အဖြူအနီလေးတွေနွမ်းသွားပြီဆိုလို့ရှိရင်အစိမ့်မှုံလေးထည့်ပါမယ်ပြီးရင်နှံသွားအောင်မှွေပါမယ်အားလုံးနှံသွားပြီကျတော့အဖြူအနီလေးလည်းကျက်လာပြီဆိုလို့ရှိရင်ကြက်သားလေးထည့်ပြီးတော့လုံးပါမယ်ကြက်သားလေးတွေအပေါ်အောက်နှံသွားအောင်နာလေးလုံးပေးပါပြီးရင်တော့ရေထည့်ပြီးတော့အဖုံးလေးအုပ်ထားပြီးတည်ထားလို့ရပါပြီဒါကတော့ကြက်သားနဲ့ရှက်မဲ့ဘူးတီးလေးပါနော်ပြီးရင်ပင်စိမ်းရွက်လေးခတ်ပါမယ်အလုံးကြောက်သွားပြီဆိုလို့ရှိရင်ဘူးတီးရတဲ့ချက်စားလို့ရပါပြီစားကြပါအောင်ရှင်